Hi အားလုံးပဲမင်္ဂလာပါအန်နာပါကဲအန်နာတို့ပြန်လဲစုံတွေ့ကြပြန်ပြီအန်နာပျောက်နေတဲ့နှစ်ပတ်ကျော်ပြီပေါ့နော်လုံးဝစော့မရအောင်ဖြစ်နေတာဒီနေ့တော့အန်နာဆော့လို့ရသွားတဲ့ VPN လေးနှစ်ခုကိုလည်း fan တွေကို sharing လုပ်ရင်းနဲ့ပြပြပေးသွားမယ်ဒါကတော့ဒီ Play to Line နဲ့ဒီ non VPN ပေါ့နော်ဒီနှစ်ခုနဲ့အန်နာဆော့တယ်တခုပြီးတစ်ခုပြောင်းမှုလို့ဆော့ရတာပေါ့ကဲဆိုတော့အန်နာတို့ဒီမှာခဏနေကြလို့ရှိရင် update လေးလာတော့မှာဆိုတော့မစော့ရတာနည်းနည်းကြာသွားတော့ဘာတွေဘယ်လိုတော့ဖြစ်ကုန်လဲမသိအောင်ဒါက fishing နဲ့ဘာတော့ငားများမှာလားအေးဟုတ်တယ်ဟာရေတွေတက်လာSteve Brain တော့ကိုမ join ဖြစ်တာနှစ်ပတ်ရှိပေါ့နော်ဒါ3ပတ်မြောက်မှအန်နာပြန်ပြီးတော့ join တာတော်တော်လေးတော့နည်းနည်းတော့အဆက်အသွယ်ပြတ်သွားတယ်ဒီဟာမှမဟုတ်ပါဘူးအကုန်လုံးပါတယ်တခြားဒီ Roblox game တွေအကုန်လုံးအန်နာအဆက်အသွယ်ပြတ်နေကဲဆိုတော့သူငားများခိုင်းနေဆိုအန်နာငားများကြည့်လိုက်ပဲပါရမလဲဆိုတော့ပါရကောင်းလားမကောင်းကဲဆိုတော့အန်နာ fishing route ကိုတွားလဲမယ်ဒီမှာ fisherman စီမှာလဲမယ်ဆိုတော့အန်နာဒီမှာအစည်းကြီးဆုံးဟာနဲ့လဲလိုက်ပြီးလဲမှကောင်းပိုပြီးကောင်းတဲ့ဟာများမယ်ပေါ့နော်ပိုပြီးကောင်းတဲ့ဟာရမယ်ထင်တာပဲကဲအန်နာများကြည့်လိုက်မယ်ဒီဘက်မှာကဲကောင်းစား fishing route ကြီးနဲ့ဆိုတော့ဘာရမလဲဆိုတော့ကြည့်မယ်โอเคငါလာ happy ဟာလာ happy အိုးဘာရမလဲလာ secret အိုးဒါပါယူအဲ့ဒါအစ်စ်ဟာ Hello ပတ်စံထုတ်တာတော့နဲဒါပေမဲ့အစ်စ်ဆိုတော့ဆိုးအောင်โอเคအနာဒီဘက်ကကောင်ရောင်းလိုက်ပြီဒါက black လက်လာပါတော့ကဲအနာအများကြီးလောက်မယ်ဘာရမလဲဆိုတော့ကောင်းလာလေ let's go ဘာလေးလာမလဲမသိဘူးကြည့်ရမယ် yes ဟာဒီကောင်ရွဲတဲ့โอเคအနာနောက်ထပ်တနေရာပြောင်းပြီးထပ်များကြည့်မယ်ဆိုတော့โอเคမိပြီဟာဘာရမလဲလာစမ်းကကောင်းနေပါလေကဲလာစမ်းကဘာရLos Oglalido အေးပါကွာဆိုတော့အနာဒီကောင်ရောင်းလိုက်မခဏကြာနေရမရှိမှာဆိုလို့ကောင်ကတော့ထားလိုက်တော့မယ်ကဲအနာဒီမှာ lucky block လာတဲ့အတန်ကြားလိုက်တယ်ဆိုတော့ lucky block တွေဝယ်မယ်ရောဒီမှာ Los Taco lucky block โอเคဒါလေးဘာရမလဲလာစမ်းကအကောင်းသားလေးအိုးခေါ်ရတာပဲဟာကဲပြီးလို့ရှိရင်အဒမီကအရေးရောက်လာတယ်ကဲပြီးလို့ရှိရင်အနာဆက်ပြီးတော့ဒီမှာ lucky block တွေထောက်ခွဲမယ်ဒီနားမှာတက်ကို lucky block တွေသူလာနေရဆိုတော့ဘယ်ရောက်နေဒီမှာတော့3လမ်းကြီးဆိုတော့ကွာတော်တော်ကျဲနေတယ်ဒီမှာတစ်ခု okay ဝယ်ရမယ်ပြီးလို့ရှိရင်ဟိုဘက်မှာတစ်ခုနေwait okay ရပြီအရေးတဲ့ငါအုပ်ချုပ်ကလာစောင်းပေးသွားတယ်ကဲအရင်ဆုံးအနာ base တွေကအနာမလိုချင်တဲ့ဟာတော့အရင်ရောင်းလိုက်မယ်ဒီမှာအရင်ဆုံး trippy trophy ရောင်းမယ်ပြီးလို့ရှိရင်အနာဒီဘက်က Los Oglalido လေးရောင်းလိုက်တော့မယ်သူပတ်စံထုတ်ရနေတယ်ပေါ့နော်โอเคအနာရောင်းပြီဆိုတော့အနာဟိုဘက်မှာမ lucky block တစ်ခုလွတ်တော့မှာနေုံ wait okay ရပြီကဲအနာဒီက Los Taco lucky block လေးဝယ်လိုက်အောင်မယ် okay ဝယ်ပြီဆိုတော့အနာပြီးကြမှာဖောက်လိုက်တော့မယ်အရင်ဆုံး brother တို့ကိုကြောင်ညာလေးတစ်ပုံနဲ့အရင်မိတ်ဆက်ပေးအောင်မယ်နော် Grey Garden pet money တွေနဲ့ robot တွေကိုတနေရာထဲမှာဝယ်ယူခြင်း ET shop ရှိရနော်အခုဆိုရင် ET shop မှာဒီလို food ရအပြည့်နဲ့ bro food account တွေအပြင် bro food game pass ပါမန်နဲ့ bro food တွေကိုပါဝယ်ယူအပ်လို့ရနေပါပြီ ET shop ရဲ့ Telegram channel ကိုတော့ Anna ရဲ့ description မှာဖော်ပြပေးထားပါတယ်ဒါကတော့ Anna ကဒီမှာ lucky block တွေဖောက်တော့မယ်ပေါ့နော်ကဲ Anna နဲ့တူတူစူတောင်းပေးကြပါအောင်ကောင်းပါဒီတော့မျောလဲ Anna base ကတည့်ရတိုင်းပဲခွေးနဲ့ဘောလုံးကောင်ကအရန်ပြော့တာပြောလုံးရှိကြပါလေယုံဟာလာချင်းနော်ကဲမကောင်းโอเคအမဒီဘက်မှာအများကြီးရှိသေးဆိုတော့ဆက်ဖောက်မယ်ဒီ loss လေးအရင်ဖောက်မယ်ပြီးလို့ရှိရင် you lucky block ဟိုကဆိုင်ငယ်လေးကြာတာလန့်သွားပဲကွာအဲ့ဒါပြောရင်တော့ဒီကြည့်ငါရဲ့ base ကလေခွေးနဲ့ဘောလုံးကောင်နဲ့မျက်မှန်နဲ့အရန်ပြော့တာထင်တယ်ဒီ base မှာသူတို့မနေရိုက်ပြောလုံးရှိသေးခွေးကြီးကြာဆိုတော့အနာမလိုချင်တဲ့အကောင်ကြီးကြာတာဆိုတော့အနာရောင်းလိုက်တော့မယ်ရောင်းပြီဆိုလို့ရှိရင်အနာငါသွားများမယ်အနာနဲ့တူတူလိုက်ခဲ့ပါအောင်โอเคငါများမယ်ဆိုတော့ကောင်းလေအသက်ကလေးကြာကွာအကောင်းမဟုတ်တော့အသက်ကလေးကြာရင်မဆိုးဘာကြာဘယ်လူလာဒါအသက်ပဲဟာဆိုတော့မဆိုးโอเคအနာနောက်ထပ်တစ်နေရာရွှေ့ပြီးတော့ထပ်များကြည့်မယ်နောက်တစ်နေရာဆိုလို့ရှိရင်နောက်တစ်မျိုးထက်ရမလားမသိဘူးเนาะโอเคဒီနာမှာဆက်များမယ်ရော့ဒီနားထဲမှာများတယ်ဆိုလို့ရှိရင်ဘာရမလဲဟာမိနေပြီလာတော့က secret လေးခေါ်လေးခေါ်ကြီးတဲ့အေးပါကွာလို့ထပ်များမယ်ရော့ okay
secret လေးလာအောင် secret လေးတစ်ခေါင်းတော့မမိသေးဘူးတစ်ခါမှလာထားဩကလာလေးလို့ဩကလာလားအေးပါကွာကဲဆိုတော့အနာရဲ့ base မှာအနာမလိုချင်တဲ့အကောင့်ကြီးရောင်းလိုက်အောင်မယ်ဒီကောင်လေးပတ်စံထုတ်တာနဲရပေါ့နော်ခဏကြာရင်lucky block ကြီးလာလို့ရှင်နေရမရှိမှဆိုလို့ရောင်းလိုက်အောင်မယ်ကဲဆိုတော့အနာဒီမှာချက်များလိုက်အောင်မယ်ဘာရမလဲဆိုတော့ကောင်းလာလေကွာကောင်းလာလေငါတော့မိနေပြီ yes ဟာဒီဟွာရမဖြစ်တဲ့နိုင်ကွာကဲဆိုတော့ဒီမှာ lucky block ကြီးလာနေခဏဝယ်လာအောင်မယ်နော်ဒိတ်ပဲမရှိရလေကြားတယ်ဟာငါစိတ်ညစ်ပါတယ် stupid ငါ base တစ်ခုတယ်ငါစာပါတစ်ခုတယ်မကောင်းတာတွေမျိုးစုထားတာငါစာပါရေးတဲ့ပြည့်နေဟာ base ပြည့်နေဟာနေမှာဒီကောင်ရှုပ်နေတာဒီကောင်ရောင်းရမယ်ရော့ okay ရပြီဆိုတော့နေခဏလေး wait စောင့်အောင်အိုးတော်သေးရဲ့ line ကောင်းလို့တော့မဟုတ်ဆိုဒီနေရာမှာရှော့ပြီးမရတော့ဘူးကဲဆိုတော့အနာဒီကောင်တွေကိုဖောက်လိုက်အောင်မယ်ဆိုတော့ဆမ်မီရဲ့ lucky ကို 4HD ပေးထားတာဒါဟုတ်ကွာ lucky မကောင်းဘူးอ่ะကြည့်တာအောင်what is that ဟာတော်ကိုစိတ်ကုန်နေနော်ဒီ lucky blocks ကိုကဲနောက်ဆုံးလေးပါရမလဲစုတော့အေးပါကွာဒီတက်စုပ်ကြလေးများရှင်ပေါက်ပေးဦးမလားမသိရော့ရှောင်းနေ thank you ရော့ရှောင်းနေပြီးရင်မင်းကိုလည်းရှောင်းနေရော့ okay ရပြီကဲပြီးလို့ရှိရင်အနာဒီမှာတစ်ခုကြံသေးတယ်ဒီတစ်ခုလေးဖောက်လိုက်မယ်ဒီတစ်ခုလေးကဘာပေါက်မလဲဆိုတော့ကြည့်အောင်ဟာများတဲ့နေရာမှာကောင်းနေကြသည်ကျုံကွာဒီ lucky block တွေကစုပ်ပြတ်တက်နေရပဲဝယ်ရတာဆိုအဓိပ္ပာယ်မရှိလိုက်တာရောင်းနေကွာမတန်လိုက်တာကဲဒီမှာအနာတို့ secret ကောင်သူပေးရပါတော့ secret ကဘယ်လောက်တော့4 million နဲ့ okay ကြည့်မယ်4 million mutation နေ yes ဒါပဲmutation ရပါပြီ mutation ရအောင်ဘယ်လောက်ထိများသွားမလဲဆိုတော့ကြည့်လိုက်အောင်16 million တော့မှ oh my god okay အဲ့ဒါရပါပြီပြီးရင်အနာဒီကောင်လေးကိုဝယ်လာမယ်ရောအသက်ကလေးဆိုလို့လိုက်ဝယ်လိုက်တာပြီးရင်ဒီမှာရေဖွဲလားကင်းမွန်လားဒီမှာခေါ်တော့မယ်သူစီ okay ရပြီ okay ဒါကတော့အနာဒီမှာ keyboard ကောင်ပေါ့နော်အားလုံးမျောလင့်နေတဲ့ keyboard ကောင်ဘယ်လောက်ရမလဲ mutation မရဘူးကွာ okay အနာသူ့ဝယ်လိုက်မယ်ရပြီကဲအခုဆိုလို့ရှိရင်တော့sponsor များအကောင့်တွေတော့ကုန်ဝယ်ပြီးပြီ security တွေရှိတဲ့တော့တော့ရှိပြီအနာ fan တွေကိုလက်ဆောင်ပေးမယ်လို့ပြောထားဒီထဲမှာအနာ3កောင်လောက်ကလွှဲရင်ကျန်တာအကုန်လုံးအနာလာတောင်းတဲ့သူတွေအကုန်လုံးပေးမယ်ပေါ့ဘာဖြစ်လို့ဆိုတော့အခုချိန်ကဘယ်သူမှ robot ဆော့လို့မရဘူးဆိုတော့သိရအဲ့အတွက်အနာစုထားတဲ့အကောင့်လေးတွေအနာတွေမှာရှိတဲ့ secret တွေအကုန်လုံးကိုအနာပြန်ပြီးပေးပါမယ်အနာစီက secret လေးလိုချင်တဲ့သူရှိလို့ရှိရင်ဒီဗီဒီယိုရဲ့ comment အောက်မှာအနာကိုတခုခုလေးမှန်းခဲ့ပြီပေါ့နော်အဲ့ကြလို့ရှိရင်အနာပေးပါမယ်ကဲဒီနေ့ဗီဒီယိုတော့အနာကဒီလောက်နဲ့ပဲရန်နာလိုက်တော့မယ်နောက်နေ့ဗီဒီယိုတွေမှာတော့အနာစူးစမ်းပြီးတော့ဗီဒီယိုလေးလုပ်ပြီးတော့ထပ်တင်ပေးပါအောင်မယ်အနာကိုစော့စီခြင်းတဲ့ game လေးရှိရင်လည်းဒီဗီဒီယိုရဲ့ comment အောက်မှာမန်တာပေးခဲ့ကြပါအောင်နော်အနာဆော့ပေးပါမယ်ကဲနောက်နေ့ဗီဒီယိုတွေမှာအနာတို့ပြန်နေဆုံသေးကြမယ်အားလုံးကိုချစ်တယ် bye bye